အဝိုင်းက4000ထက်ဆိုလို့ရှိရင်ပို့ပြီးတော့ curve ceiling နဲ့ curve walkway ပဲဖြစ်ပါတယ်။အဲ့ဒါရဲ့ privacy ကိုအလေးနက်ထားပြီးတော့ဒီနေ့မှာတော့ကျမတို့ Let's Decor ကနေပြီးတော့ decoration ပြုလုပ်ထားပေးတဲ့ The Grand CM Beauty and Wellness Spa လေးကိုခေါ်သွားပေးချင်ပါတယ်။ design လေးရဲ့ concept ကတော့ organic serenity ပါ။အဝင်ဝါးကဖိုတိုဘုတ်လေးတွေရဲ့ပြီးတော့ဒီစိမ့်လန်းနေတဲ့အပင်လေးရဲ့နောက်ကိုရောက်လိုက်တာနဲ့စိတ်ပင်ပန်းမှုတွေအကုန်လုံးကိုတခါတည်းဒီတကားဝမှာထားခဲ့နိုင်အောင်လို့ creation လုပ်ပေးထားတာဖြစ်ပါတယ်ဒီ design မှာအဓိကသုံးထားပေးတာကတော့ curve ceiling နဲ့ curve walkway ပဲဖြစ်ပါတယ်ဒီလိုမျိုး curve လေးတွေထည့်ပေးထားတာကဒီ space တစ်ခုလုံးပေါ့နော်နူးညံ့ပျော်ပြောင်းစေပြီးတော့ architecture အမြင်ရ flow ကောင်းအောင်လို့ဖန်တီးထားတာဖြစ်ပါတယ် reception counter လေးကိုကြတော့cup ပုံစံလေးလုပ်ပေးထားတာဘာဖြစ်လို့လဲဆိုတော့အဝိုင်းက4000ထက်ဆိုလို့ရှိရင်ပို့ပြီးတော့ဟော်ရည်နွေးထွေးတဲ့ခန်းစားချက်ကိုဖြစ်စေရယ်ပြီးတော့ဒီဝန်ထမ်းနဲ့ဧည့်သည်နဲ့ကြားထဲမှာလည်းပေါ့နော်အတားအဆီး barrier မဖြစ်စေဘဲနဲ့ပို့ပြီးတော့ပွင့်လင်းမြင်သာမှုရှိစေပါတယ် body massage area လေးမှာတော့ nature inspired material တွေကိုအဓိကသုံးထားပေးပါတယ်ခြေလမ်းတိုင်းမှာတဘာဝတရားကိုထိတွေ့နေရတယ်လို့မျိုးခံစားရအောင်လို့လည်း texture care view လေးတွေနဲ့တစ်လုံးပြ step လေးတွေကိုအသုံးပြုပြီးတော့ sun walking ပုံစံလေးတစ်ခုဖန်တီးထားတာဖြစ်ပါတယ်ဒီ design လေးမှာတော့ lighting ကအသက်ပါအဓိကပေါ့နော်ကျမတို့ကဒီလွင့်မျောနေတဲ့ feeling လေးရအောင်လို့ကတင်ရဲ့အောက်ခြေမှာ LED strip light လေးနဲ့ပတ်ထားပေးတာဖြစ်ပါတယ်ရှင်ဒီ cable room လေးထဲမှာတော့ပို့ပြီးတော့သေးသန့်ဆန်တဲ့ intimacy feeling ကိုပေးထားပါတယ်နေရန်ထဲမှာ arch shape shelf လေးတွေထည့်ထားပေးတာရိုးရှင်းပေမဲ့ကြည့်ရတာအရန် elegant ဖြစ်ပါတယ် The Grand CM Beauty and Wellness Spa လေးရဲ့ floor plan ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေအဲ့ဒါရဲ့ privacy ကိုအလေးနက်ထားပြီးတော့ဖွဲ့စည်းထားတာတွေ့ရပါလိမ့်မယ်ဒီလိုမျိုးပေါ့နော် room by room alike ကိုပေါ့နော်တေချာလေးစနစ်တကျဖွဲ့စည်းထားတာဖြစ်ပါရဲ့ရှင်အလားပါကျန်းမာရေးနဲ့စိတ်ပန်းဖြေမှုသုံးမှုစလုံးကိုတနေရာထဲမှာရရှိနိုင်အောင်လို့ဒီဇိုင်းပြုလုပ်ထားတာပါ shampoo room နဲ့ eyelash room မှာဆိုလို့ရှိရင်လည်းတန်ရှင်းမှုကိုဦးစားပေးတဲ့အနေနဲ့အဖြူရောင်ကိုသုံးထားပြီးတော့ waxing room မှာဆိုလို့ရှိရင်လည်း Italy made wallpaper လေးတွေနဲ့ interior design ကိုပို့ပြီးတော့ပိုးဖြစ်အောင်လို့ creation လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ cabinet လေးတွေကတော့ဝန်ထမ်းတွေအဆင်ပြေပြေသုံးနိုင်ဖို့နဲ့ပစ္စည်းတွေစနစ်တကျသိမ်းဆည်းဖို့ဖန်တီးထားတဲ့ all white minimalist kitchen လေးပဲဖြစ်ပါတယ် food cleansing နဲ့ nail art area လေးမှာတော့ပစ္စည်းတင်စင်လေးတွေကိုနေရန်ထဲမှာတင် build ပုံစံဖန်တီးထားပေးပါတယ်အခုရောက်နေတဲ့ဒီအခန်းလေးကတော့ဒီ project ရဲ့အဓိက highlight ဖြစ်တဲ့ aquarium ပဲဖြစ်ပါတယ်ထူးခြားချက်ကတော့ wave ceiling design လေးတွေပဲဖြစ်ပါတယ်ပုံမှန်မျက်နှာတက်တွေလို့မဟုတ်ပဲပင်လယ်ရရေလိုင်းလေးတွေဖြည်းဖြည်းချင်းစီးဆင်းတဲ့လိုမျိုးခံစားရအောင်လို့ရေလိုင်းပုံစံစီနဲ့ဒီဇိုင်းဖန်တီးထားပေးပါတယ်။အခုလိုမျိုးအမှုပညာဆန်တဲ့ fashional art design တွေကစီးပွားရေးလုပ်ငန်းတစ်ခုအတွက် branding အပြင်ဧည့်သည်ရဲ့စိတ်ကျဉ်မှုကိုပါအပြည့်အဝပေးဆက်နိုင်ပါပါ။ကျွန်မကတော့ Let's Decor Construction ရဲ့ engineer founder မတ်တီဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်။တဒါ